今年公呢？ဒါဒီချောင်းဘေးမှာရှိတဲ့ကြောက်တောင်တွေပေါ့နော်ခွာယူရဆိုင်ဘာလို့ကပါစီမှာပါခုကဘတ်စကားဂိမ်းမှာဘတ်စကားစီးပြီးတော့အဲ့ယူရဆိုင်ကိုသွားတဲ့ကားပါစီနေပေါ့နော်ဘတ်စကားကမလာသေးဘူးဘတ်စကားပေါ်ရောက်ပါပြီလမ်းဘေးမှာလေးမြင်သမျှအဆောက်အဦတွေမြင်သမျှကြီးလိုက်ကြည့်မိရေပေါ့နော်ဘာလို့လဲဆိုတော့ကိုတစ်ခါမှမရောက်ဘူးတဲ့နေရာကိုအတွက်လုံးဝအသက်ဆန်းလို့နေရာမျိုးရောက်လို့ရှိရင်မမြင်ဘူးတာတွေကိုယ့်ရဲ့မျက်လုံးထဲမှာအုံနောက်ထဲမှာမှတ်သားတယ်ရုရှားဆိုလို့ရှိရင်တိုးတက်ခင်မီတဲ့အဆောက်အဦတွေနဲ့တိုးတက်ခင်မီရဲ့နည်းပညာတွေပဲရှိရဆိုတော့ဒီမှာကိုမြင်တွေ့ရတဲ့ရုရှားကတခြားကမ္ဘာရုရှားလိုပုံစံမျိုးပဲတကယ်အစစ်မှန်ရုရှားကိုကိုယ့်ရဲ့မျက်လုံးနဲ့တိုက်ရိုက်မြင်တွေ့ရတယ်လို့မျိုးခံစားရတယ်အခုကမြို့ထဲကိုရောက်တော့မယ်ပေါ့နော်မြို့ထဲမှာဆိုလို့ရှိရင်သူက tram နေရှိတယ်ပြမယ်နော်ဒါကတော့ရုရှားမှာအသုံးပြုတဲ့ tram ပေါ့နော်အပေါ်မှာဆိုလို့ရှိရင်သူလျှက်စစ်ကြိုးရည်နဲ့ဆက်သွယ်ထားတယ်အောက်မှာဆိုလို့ရှိရင်မြည်ရထားလန်းတည်တည်လေးရှိရပေါ့နော်ပြီးလို့ရှိရင်ဒီ bus တွေဆိုလို့ရှိရင်လည်းအပေါ်ကလျှက်စစ်ကိုအသုံးပြုပြီးသူတို့မောင်းကြတာပေါ့နော် tram ကိုတော့သူတို့မြို့ကြီးအချို့မှာပဲအသုံးပြုကြတယ်မြို့တိုင်းမှာတော့မရှိဘူးပေါ့နော်တခါတလေကြားလို့ရှိရင်အဲ့လိုမျိုးကိုစီးရဲ့ bus ပေါ်ကိုတစ်ကတ်လာစစ်တာမျိုးရှိတတ်တယ်ပေါ့နော်ဒီမှာက bus ကားကိုဘန်ကောက်တင်နေပဲပေးကြရများတယ်ဒီမာရီဘတ်စကိုင်းတွေအရှိကြီးတွေပဲဘတ်စကိုင်းနှစ်စီးကိုတစ်စီးပြအောင်ဆက်ထားလားမသိဘူးအခုမြင်နေရတဲ့အဆောက်အဦကတော့သူတို့သိဝေတာလို့ပြောရပေါ့နော်ဒီမာရီလာမလေးအဲ့လိုမျိုးစပီတာလေးနားပေးထားတယ်သူကပတ်စံထည့်ပြီးတော့စီးရုံပဲပေါ့နော်အချို့နေရာတွေမှာဆိုအများကြီးထားပေးရတယ်သူတက်ပြက်လို့မျိုးလည်းကောင်းလို့စီးရနေရတယ်ပါဒါ bus station ဒါပေမဲ့ကျွန်တော်က bus နဲ့တောင်းမှာမဟုတ်ဘူး taxi လိုမျိုးကားလေးနဲ့သွားမှာအဲ့ကားသမားကိုစောင့်မှာပေါ့နော်ဒီမှာရဆိုင်အောင်သွားဖို့အတွက်ကားပေါ်ရောက်ပါပြီလမ်းဘေးတစ်လျှောက်မှာတော့ဒီအဖြူရောင်ပင်တွေကိုလေအများကြီးတွေ့ရတယ်နေရာတိုင်းနေပါတွေ့ရတယ်ဒီမှာလေအိမ်သားလိုက်ရှာလို့မတလို့ကားသမားလမ်းဘေးမှာရက်ပြီးအဲ့တော့ဒီခြုံတော့ရဲပဲသွားတုတ်ခဲ့ရတယ်ဒီခြုံတော့ရဲသွားတုတ်ခဲ့ရပါတော့ရှုပ်ကင်းလေးကိုမြင်ရတာလေငယ်ငယ်တော့ကြိတ်ထီးကိုသွားရတဲ့ခံစားချက်မျိုးပြန်ရတယ်ဒီလားအဲ့အဖြူရောင်ပင်တွေကသူတို့ရုရှားတွေအတွက်တော့ဈေးပတ်ဝင်တယ်လို့ပြောတယ်ဒီအဖြူရောင်အပင်ကနေသူတို့ juice ထုတ်ပြီးတော့တောက်ကြတယ်ပြီးလို့ရှိရင်အရွက်ဆိုလို့ရှိရင်လည်းသူတို့ဆောင်းနားတွေပိုင်းမှာဆိုလို့ရှိရင်အဲ့ဒီအရွက်ကိုရေစုပြီးခန္ဓာကိုယ်ရိုက်ရင်ကျန်းမာရေးကောင်းတယ်ဆိုပြီးတော့သူတို့ယူဆပြီးတော့လုပ်ကြရပေါ့နော်တောင်ပေါ်နည်းနည်းလေးမြင့်လာလေးအဲ့လို pressure ကြီးကျလာလေးကားလမ်းလေးတွေကလည်းကျင်းနေပြုလို့ရှိရင်ဒီလမ်းကျောကကုန်တင်ကားတွေအသွားများတယ်ပြီးတော့အရင်လဲလှတယ်ဟိုယူရဆိုင်ကိုရောက်ပြီပေါ့နော်ဒါပေမဲ့လာကြုံမဲ့လူတွေတော့စောင့်နေရတာပေါ့နော်ကားသမားတွေဒီနားမှာချလိုက်ခဲ့ဒီနားမှာတော့တောတွေတောင်တွေပဲရှိတယ်ဒါတောင်ကျော်ကြီးပေါ့နော်တို့မြန်မာမှာဆိုလို့ရှိရင်ရှမ်းရုံးမတို့ရခိုင်ရုံးမတို့လိုပဲသူကဒီတောင်ကျော်ရဲ့နာမည်ကသူကယူရိုပတောင်ကျော်လို့ပြောတာပဲအမှလမ်းကလည်းကျင်းတယ်ကားတွေဆိုလည်းအများကြီးပဲပြီးတော့ရှုခင်းကလည်းအရှမ်းလာတယ်အခုကယူရဆိုင်မြို့တွေကိုသွားနေတာပေါ့နော်သူကတောင်ပေါ်မှာရှိတဲ့မြို့ဆိုတော့တောင်ပေါ်လေးကိုနည်းနည်းလေးပြန်တက်ရတယ်ဘေးမှာမြင်နေရတဲ့လေသူတို့ရဲ့အိမ်လေးတွေကအရန်ချစ်ဖို့ကောင်းတယ်ကာလာဆုံးအိမ်ပုံစံစင်တူလေးတွေနဲ့တကယ်ဟိုမှာလေချစ်စရာကောင်းတဲ့မြို့လေးလိုမျိုးခံစားရတယ်ဂျာရှထားလာ
Если ты придумаешь, Я тебе честно говорю. Нет. Я не помню, что за было. это вообще страшно было спускаться, потому что там ဒါသူခရစ်ယာန်တင်းတိုင်းလိုနေရာမျိုးပေါ့နော်ပန်းအနေနဲ့အရင်ကတော့ကြောက်ဖို့မကောင်းပါဘူးမကွာကြောက်တာပဲလေနော်သူရဲ့အသားထဲမှာကြောက်နေပြီးသားဆိုတော့လေကိုကသူတို့နဲ့သူရှောက်ပတ်ကြည့်နေတာပေါ့နော်Hello, hello. ဆုံးနေကိုကပြောမယ်ဆိုလို့ရှိရင်တောင်နည်းနည်းမြင်းတဲ့ပုံမှာရောက်နေရပါတော့အောက်ကရှုပ်ကင်းကိုမြင်ရတာပြမယ်နော်ဝါရမ်းလိုက်တယ် Это что, зимой было? А, я понял, мы с Андрюхой. ဒီအနောက်ကအိမ်ကိုကြည့်လိုက်မသိလို့ရှိရင်လေဟိုလိုမျိုးစိုက်ပျိုးရေးဂိမ်းတွေတွေကဒီအဆောက်အဦလေးနဲ့တူတယ်ဂိမ်းတွေအရာတွေအပြင်မှာတွေ့နေရတယ်လို့မျိုးလေးပဲရှမ်းဝိုက်တယ်ရှောင်းရင်လေရှူခင်းကအရမ်းလာတာပဲဒီမှာကြည့်လိုက်အောင်လေထဲရှောင်းလာရင်ဟိုဘက်မှာလေ вообще можно пройти как-нибудь? ဒီညိုင်ကုန်းတစ်ခုတွေ့တယ် Только сверху, да? Да. ရမယ်နော်ဒီအနောက်ကလည်းတင်းချိုင်းကုန်းနော်အဲ့ဒါဟိုမှာဂျီနာတစ်ပြင်လုံးကြီးကတင်းချိုင်းကုန်းကြီး shit စာဒီနေရာလေးကိုပဲတင်းချိုင်းကုန်းထင်နေအောင်မဟုတ်ဘူးပြီးဟိုဘက်တကြောလုံးကတင်းချိုင်းကုန်းအမလေး Ну, случайно чисто. Два, две. သူခရစ်ယာန်တင်းချိုင်းနေပေါ့နော် Ну, скорее всего, из девушки то, что он постоянно соль употреблял, видимо, у него ломка была такая. У него без... အခုကတော့အောက်ကိုဆင်းသွားနေရပါတော့ Hey why is that don't take it Alexi သူတို့ပြောတာတော့အရင်တော့ဒီနားတစ်ချက်တော့မှကြီးမရှိဘူးတဲ့အကြတော့ဒီအပေါ်ကနေပြီးကြည့်ရပြီးွားအချမ်းမှတ်တယ်ပေါ့နော် Слава. ကိုကကြတော့ Воран. အောက်မှာပါရှိတယ်တော့မသိဘူးသွားကြည့်မယ်အောက်ကိုရောက်လာပြီဒါပေမဲ့အိမ်နေဘက်ချမ်းကူးရမရတော့မသိဘူးဒီမှာမြစ်ကိုတော့ချောင်းဝမြစ်လာတော့မသိဘူးအဲ့ဒါကိုတော့ရောက်ပြီမိုက်တာဒါအောက်ကနေမြင်ရတဲ့မြင်ကွင်းပေါ့နော်ဟိုမှာရထားလာနေShit. Чоп. А, вон я попью. You see that, Johnny guy. Show right there. Нифига, у него стабилизация прям. Okay. Now you. ဒါဒီချောင်းဘေးမှာရှိတဲ့ကြောက်တောင်တွေပေါ့နော်ဟိုရင်းပြန်มาတော့မယ် Bye bye ဆုံးဖြတ်ကြည့်ပေးတော့ကျေးဇူးတင်ပါတယ် Channel လေးကို subscribe လုပ်ပေးဖို့လည်းမမေ့နဲ့နော် See you in the next video